ဆုတောင်းတာတော့မပုံမှန်ဟိုရင်ကလေးကတောင်းတဲ့အတိုင်းပဲတောင်းတယ်သမင်းဆိုင်လည်းအဲ့တိုင်းပဲတောင်းတယ်အလန်းဆမ်းမရှိတော့အသစ်ဆမ်းမရှိတော့စိတ်လှုပ်ရှားမှုမရှိတော့ဘူးခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကနဦးမေတ္တာရခဲ့တော့ကဝမ်းမြောက်ရွှင်လန်းခြင်းကကျွန်တော်တို့နဲ့အတူမပါတော့ဘူးဘာဖြစ်လို့လဲအဲ့ဒီအတိုင်းကျွန်တော်တို့ချစ်ချင်းမေတ္တာမရှိတော့တဲ့အတွက်ကြောင့်ဖြစ်တယ်ဒီကနေ့ကိုလိပ်ပြမလုံးဘူးငါမထိုက်တန်ဘူးငါပြစ်မှားနေတော့မယ်ဖခင်နဲ့ဝေးနေတဲ့ခံစားရတဲ့ညီကိုမောင်မများရှိခဲ့တယ်ရှိတော့ဖခင်သခင်တော့မပြောင်းလဲဘူးခင်များပဲပြောင်းလဲသွားတာဖခင်ကပြောင်းလဲလားမပြောင်းလဲဘူးခင်များပဲပြောင်းလဲသွားလို့ခင်များခံစားချက်ပြောင်းလဲသွားတာပြန်လန်းခဲ့ပါမိတ်ဆွေဆိုတဲ့တခြင်းကြားဘူးလားအာမင်ဘာဖြစ်လို့လဲကဲတင်ခြင်းဆုံးရှုံးသွားတာမဟုတ်ဘူးကဲတင်ခြင်းစားရတော့ဝမ်းမြောက်ရွှင်လန်းခြင်းဆုံးရှုံးသွားတာအဲ့ဒီဝမ်းမြောက်ခြင်းပြန်ရခြင်းနဲ့ဆိုရင်ဖခင်နဲ့ဝေးနေလို့မရဘူးဖခင်ရဲ့မျက်မှောက်တော်ထဲပြန်ဝင်လာပါကဲတင်ခြင်းရဲ့ရွှင်လန်းဝမ်းမြောက်ခြင်းဖခင်ကပြန်ပေးမှာဖြစ်တယ်လက်ခုပ်တီးအောင် praise the Lord hallelujah